ဒီနေ့ပုံမြင်တဲ့နာမည်ကစင်ကြီးနဲ့သူရဲ့တားငယ်တဲ့တခါကစင်ဖေဖေနဲ့တားငယ်လေးတို့ဟာအိမ်မှာအေးစစ်စစ်အချိန်နှိုးနေကြတယ်အဲ့ဒီအချိန်မှာစင်တားငယ်လေးကတချွန်းတစ်ပုတ်ကိုတဆကားနဲ့တီးဆူနေတာပေါ့ဒါကိုမြင်တော့စင်ဖေဖေကတားလေးတိတ်တိတ်နေစမ်းဖေဒီမှာသတင်းစာဖတ်နေရမနှောက်ရှက်နေလေဖေသတင်းစာဖတ်နေတဲ့အချိန်မှာတချင်းကန်ကိုနားထောင်နိုင်မှုกว่าလို့ပြန်ပြောလိုက်တယ်ဘာဖြစ်လို့လဲဖေဖေလို့တားငယ်လေးကပြန်မေးတာပေါ့ဘာလို့လဲဆိုတော့ဖေဖေကတစ်ချိန်မှတစ်ခုပဲအာရုံစိုက်နိုင်လို့ပေါ့တားရဲ့လို့ဖေဖေကပြန်ပြောတယ်ဒါနဲ့စင်သားငယ်လေးကရှင်းဆိုတာကိုရက်ပြီးငြင်းလေးထိုင်နေလိုက်တယ်စင်ဖေဖေကတော့စိတ်လေးတလေးကိုမြင့်ညှိပြီးသတင်းစာကိုဆက်ဖတ်နေတာပေါ့ခဏကြာတော့တားငယ်လေးကပြန်မေးတယ်ဖေဖေခုနှစ်ချိန်မှတစ်ခုပဲစဉ်းစားလို့ရသေးတာလားဟင်တဲ့ဟုတ်တယ်တားလေးအဲ့ဒါအမှန်ပဲလေလို့စင်ဖေဖေကဖြေတာပေါ့ဒါဆိုရင်တော့ဖေဖေသတင်းစာအကြောင်းစဉ်းစားနေတာကိုခဏလောက်ရက်ပြီးတခြားတစ်ခုကိုပြောင်းစဉ်းစားသိမိခင်နေလို့တားငယ်လေးကပြောလိုက်တယ်စင်ဖေဖေကတော့တပ်ဖြစ်သူကိုစုံမတဲ့လူတန်းနဲ့တားလေးဒီလောကမှာဒီသတင်းစာတွေကသတင်းတွေထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာဘုံတုတဖြစ်စေတာဘာမှမရှိဘူးကွာလို့ပြန်ပြောလိုက်တာပေါ့အဲ့ဒီခါမှာတော့တားငယ်လေးကဟုတ်ကဲ့ပါဖေအဲ့ဒါကတော့မှန်ကောင်းမှန်နိုင်ပါလေဒါပေမဲ့ဖေဖေလက်ထဲကသတင်းစာကတော့မင်းမလောက်သေးဘူးဖေဖေရဲ့ဘယ်ဘက်ခြေရောက်ကဖနက်ကတော့ဖေဖေစလိပ်ပြားတွေကြာပြီးတကယ်ကြီးမီးလောင်နေပြီနော်လို့ပြောလိုက်ပါလေရောစင်ဖေဖေလည်းအလန့်တကြားနဲ့သူ့ခြေလောက်ကိုရေပုံးနဲ့အမြင်ပြေးနှိလိုက်ရတော့တာပေါ့တားငယ်လေးကတော့တူတူလေးနဲ့တချင်းကိုပြန်ပြီးအေးစစ်စစ်တီးဆိုနေပါတော့တဲ့ပုံမြင်လေးကပေးတဲ့တင်ငန်းစာကတော့ဘုဒ္ဓတာတွေဘလောက်ပဲကျွဲဝနေပါစေလက်တွေ့မျက်မှောက်ခင်မှာဖြစ်ပြနေတဲ့အခြေအနေကိုတတိထားဆောင်ကြည့်တတ်မှုကိုတော့ဘယ်တော့မှအဆမ်းထိုးနိုင်ပါဘူးပုံမြင်လေးကတော့ဒါပါပဲကွယ်